ကံကောင်းအောင်လုပ်တဲ့နီးတွေထဲမှာအထွတ်အထိပ်အမြင့်မားဆုံးနီးနှစ်နီးပုံပြောရမယ်ဟုတ်လားအဲ့ဒီနှစ်နီးကဘာလို့ဆိုတော့ဗုဒ္ဓနုတ္တိနဲ့မေတ္တာတရားဗုဒ္ဓနုတ္တိဆိုတာကမြတ်စွာဘုရားရဲ့ဂုဏ်အည်အသွေးမြတ်စွာဘုရားရဲ့အလွန်မြင့်မြတ်ဖြူစင်တဲ့အကြောင်းအရာတွေကိုစဉ်းစားဆင်ခြင်တာဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောရရနော်ဝိဇာစရဏတမ္မနောသူကတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတာလည်းထိတတ္ထဒေဝမနုဿာနံဗုဒ္ဓဘဂဝါမြတ်စွာဘုရားရဲ့ဤစုံတော်မူထားတဲ့ဂုဏ်အည်အသွေးကြီး9မျိုးနော်အဲ့ဒီတည်းကနံပါတ်1ဂုဏ်အည်အသွေးကဘာတော့အရဟံအဲ့ဒီအရဟံဂုဏ်တကုံလောက်ကိုကျွမ်းကျင်ကျင်နားလည်အောင်လုပ်ပြီးတော့စိတ်ထဲမှာခဏခဏဖြစ်အောင်စဉ်းစားဆင်ခြင်နေမယ်ဆိုရင်အဲ့ဒါဗုဒ္ဓနုတ္တိပွားနေတာကံကောင်းအောင်အကောင်းဆုံးလုပ်နေအဲ့တော့အရဟံဂုဏ်ဆိုတာဘာတော့အရဟံဂုဏ်ဆိုတာမြတ်စွာဘုရားရဲ့တန်တမှာပူပန်စေတဲ့ဆင်းရဲစေတဲ့ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့အနေအထားကိုအရဟံလို့ပြောတာဟုတ်လားကိလေသာအပူကင်း၍ငြိမ်းအေးသောစိတ်နှလုံးရှိတော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားရဲ့ဂုဏ်ရည်သွေးနော်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာလူချင်းမမောမှုဘလောက်လူချင်းစရာကောင်းတာနဲ့တွေ့လို့မှလူချင်းတယ်ဆိုတာမရှိဘူးဘလောက်မကျင်တဲ့စရာကောင်းတာနဲ့တွေ့လို့မှစိတ်တူတယ်ဆိုတာမရှိဘူးနော်စိတ်ကိုပူပန်အောင်ရွှတ်မြိုက်မယ်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မယ်နော်ကိလေသာတရားတွေလုံးဝကင်းကွာနေတဲ့တွေ့ရမြတ်စွာဘုရားစိတ်နှလုံးပဂတိအေးချမ်းတော်မူတယ်ငြိမ်းအေးတော်မူတယ်အဲ့ဒါလေးကိုဘုန်းဘုန်းတို့ကကြိမ်ဖန်များစွာနော်နှုတ်နဲ့အရင်ရွတ်ဆိုပြီးတော့လေ့ကျင့်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားဒီလောက်ဆိုလို့ရှိရင်တော်တော်ကောင်းနေပြီနော်အရဟံဂုဏ်ရဲ့အဓိပ္ပာယ်က5မျိုးတောင်ရှိတယ်စိတ်ကိုယ်ရမှာတော့မကောင်းမှုကိုပြုတော်မမူသောလို့လည်းအဓိပ္ပာယ်ရတယ်အတုမရှိသောဂုဏ်ကြီးစုတွေရှိတဲ့အတွက်ကြောင့်တတ္တဝါအားလုံးတို့ရဲ့ပူဇော်ထူးကိုခံယူတိုက်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်အရဟံဂုဏ်အဲ့ဒီတည်းကဘုံဘုံတို့အကြိုက်ဆုံးကတော့အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေတယ်အဲ့ဒီအနေအထားလေးကိုအာရုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့108ခေါက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အဓိပ္ပာယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားတခါလည်းပါအောင်လုပ်နော်အဲ့ဒါဘာလုပ်တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒုအာဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံတို့ရခြင်းတဲ့အကျိုးရလဒ်ကောင်းတွေထွက်